အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမှာတော့ online ကနေပြီးတော့မှ U9 ကနေငွေ15သိန်းကန်စားမဲ့ပေါက်တယ်ဆိုပြီးတော့မှလာလိန်တဲ့ online လူလိန်ဖွဲ့ကိုပြန်ပြီးတော့မှရှေ့ပလိုက်တဲ့အမျိုးသမီးတယောက်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုကြည့်ပြီးတော့မှမိမိတို့ရဲ့အထင်မြင်ယူဆချက်ကလေးကိုဝေဖန်ပြီးတော့ကြပါအောင်ခင်ဗျာဖုန်းပြဟောနေတဲ့လူလိမ်လား ဟယ်လိုဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ဟိုဟာလေ message ကြလာလို့ယူနိုင်ရ15သိန်းပေါက်တယ်ဆိုလို့အားလေးလှမ်းဆက်ကြည့်ရပါဖုန်းပြန်ဆက်ပြုံးဆိုလို့ဟုတ်ကဲ့ပါညီမလေးမင်္ဂလာပါနော်အမကတော့ယူနိုင်ရပဲဖြစ်တယ်နော်ယူနိုင်ရနေပြီးယူနိုင်စိတ်ကတုံးဆိုသူများကို3လတကြိမ်မှာအမတို့ကန်ဆယ်မန့်လေးတွေဖောက်ထားတယ်နော်ညီမလေးစူပဲလေးဖောက်ပြီးပဲဟုတ်ပထမဒုတိယတတိယဆိုပြီးတော့15သိန်းရယ်10သိန်းရယ်10သိန်းရယ်တော့ဖောက်ထားတယ်ငါညီမရဲ့ဖုန်းမစမငွေသား15သိန်းလားဟုတ်ကဲ့15သိန်းတွေ့ရဟုတ်ကဲ့15သိန်းဆိုရင်တော့ငါညီမလေးရဲ့ယူနိုင်စိတ်ကတော့ကန်ကောင်းပြီနော်ပထမဆုံးကသူရှင်လေးဖြစ်သွားပါပြီပတိုင်းနေတာကြီးကနေရုံးဆက်သွယ်ပေးတာလေပဲခူးတိုင်းရတာရှင်မျိုးပါရှင်ဟုတ်ကဲ့ပါညီမလေးဒါဆိုရင်တော့ညီမလေးရတော့ဒီနေ့မနက်မှာဆိုရင်အေးအောင်ကောင်းသွားပြီပထမဦးဆုံးကထူးရှင်ဖြစ်သွားပါပြီဒီ15သိန်းကိုထုတ်သုံးဆောင်မယ်ဆိုရင်တော့ရုံးမှာလည်းကိုယ်တိုင်ကိုကြားထုတ်လို့ရတယ်ဒါမှမဟုတ်ရင်ဒီဆက်ဝယ်ပဲဒီမှာအမားတို့ရုံးကနေပို့ပြီးတယ်ပတ်စော်လေး6လုံးနဲ့ငါညီမလေးဘက်ကနေထုတ်လို့ရတယ်ကိုပိုင်ကေဘေးဝယ်ပြီးသုံးလဲဆိုရင်ထွေးပြတက်စင်ပြီးတယ်ကိုပိုင်ကေဘေးဝယ်ပြီးကောက်ကလေးတွေသုံးလားမသုံးရှင်အဲ့ဒါနားမလဲဘူးဟုတ်ကဲ့ပါကိုပိုင်ကေဘေးဝယ်ပြီးဆိုတာညီမလေးနော်ပတ်စံထုတ်တော့ကေဘေးဝယ်ပြီးလို့ပြောတာနော်ဟုတ်ကဲ့အဲ့ဒါမရှိဘူးရှင်ဟုတ်ကဲ့ပါဘာတစ်ခုမှမရှိဘူးဆိုရင်ဒီဆက်ဝယ်မယ်ဒီမှာအမားတို့ရုံးကနေပို့ပြီးတယ်ပတ်စော်လေး6လုံးနဲ့ထုတ်သွားမှာပါဟုတ်ကဲ့အဲ့ဒါဒီတော့ပတ်စော်လေး6လုံးရမယ်တော့ကိုညီမလေးရဲ့စူမဲပေါက်တယ်ဆိုတော့ယူနိုင်စက်ကကိုအမားတို့က3မိနစ်စစ်စစ်မယ်3မိနစ်စစ်စစ်တော့ငါညီမလေးဘက်ကမှတ်ကန်နေဆိုရင်အမားတို့ကဖုံးမချပဲနဲ့ရုံးထန်တာကနေပြီးပတ်စော်လေး6လုံးတစ်ခါတည်းပို့ပြီးမယ်ပတ်စော်လေး6လုံးပို့လိုက်တော့ငါညီမတို့ရှိကိုရောက်ပြီဆိုတော့ဒီစစ်စာဝေမန်ဒီမှာစူမဲ15သိန်းကိုထုတ်ကောက်မှဖြစ်တယ်ဝေမန်ဒီဆိုင်ရောရှိလားဝေမန်ဒီဆိုင်တော့တော့ဆိုတော့လေဟိုသွားရအောင်မယ်15မိနစ်လောက်တော့ကြာYes. Okay, right. Come on, one more. ဝန်ဆောင်ပါလေးတော့မပြဘူးညီမလေးတို့ကိုစူမဲပေါက်တယ်ဆိုတော့ United Singer အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမှာကတော့ online ကနေပြီးတော့မှ U9 ကနေငွေ15သိန်းကန်စားမဲ့ပေါက်တယ်ဆိုပြီးတော့မှလာလိန်တဲ့ online လူလိန်ဖွဲ့ကိုပြန်ပြီးတော့မှရှေ့ပလိုက်တဲ့အမျိုးသမီးတယောက်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုကြည့်ပြီးတော့မှမိမိတို့ရဲ့အထင်မြင်ယူဆချက်ကလေးကိုဝေဖန်ပြီးတော့ကြပါဦးခင်ဗျာကိုဖုန်းနဲ့ကိုထည့်ပြီးတောင်းရတာမထုတ်ချင်မထည့်နဲ့လေညီမလေးရဲ့ဖုန်းကိုထည့်ခိုင်းတာအမားတို့ဖုန်းကိုထည့်ခိုင်းတာဟုတ်လက်ကတက်ဖြစ်သွားမယ်ဆိုရင်15သိန်းပေါက်ရတာထုတ်မိနေလေကိုဖုန်းနဲ့ကိုထည့်ပြီးတော့မှယူချင်တာကတော့ကိုယ့်ရဲ့ကန်တရားပဲနော်ဟုတ်ကဲ့ပါအားဆိုအမထုတ်လိုက်လေ15သိန်းဦးရဲ့